အပြင်သွားတဲ့အခါလမ်းဘယ်လိုမေးကြမလဲလမ်းဘယ်လိုညွှန်ကြမလဲဆိုတာကိုဒီနေ့လေ့လာကြရအောင်ဒါဆိုရင်လမ်းမေးတာကနေစလိုက်မယ်နော်တစ်စိတ်လောက်ခင်ဗျာမြန်မာပလာဇာကဗမာလဲ Excuse me where is Myanmar Plaza Excuse me where is Myanmar Plaza Myanmar Plaza နေရာမှာတခြားကိုသွားချင်တဲ့နေရာတွေကိုအစားထိုးပြီးတော့မေးမြန်းနိုင်ပါတယ်လှည်းတန်းစင်တာကိုဘယ်လိုသွားရမလဲ How do I get to လှည်းတန်းစင်တာ How do I get to လှည်းတန်းစင်တာဒီနေရာမှာလဲလှည်းတန်းစင်တာအစားတခြားနေရာတွေအစားထိုးအသုံးပြုနိုင်ပါတယ်ဒါကဘုန်းကြီးကျောင်းကိုသွားတဲ့လမ်းလား Is this the way to the monastery? Is this the way to the monastery? တစ်စိတ်လောက်ခင်ဗျာကျွန်တော်ဒီလိပ်စာကိုရှာနေတာပါ Pardon me, I'm looking for this address. Pardon me, I'm looking for this address. ဒီနေရာနေဆိုဝေးလား Is it far from here? Is it far from here? ဒီနေရာနဲ့နီးလား Is it near here? Is it near here? အဲ့ဒါဒီလမ်းပေါ်မှာလား Is it on this street? Is it on this street? နောက်တစ်ခေါက်လောက်ပြန်ပြောပြလို့ရမလား Could you say that again? Could you say that again? ကဲဒါဆိုရင်လမ်းဘယ်လိုမေးမလဲဆိုတာသိသွားပြီဆိုတော့တယောက်ယောက်ကကိုလမ်းလာမေးရင်ရောလမ်းဘယ်လိုညွှန်မလဲဆိုတာဆက်ပြီးလေ့လာကြရအောင်နော်တက်သွားပါ Go straight Go straight ဒီလမ်းအတိုင်းပေါ်ကိုဆက်တက်သွားပါ Go up this road Go up this road ဒီလမ်းအတိုင်းအောက်ကိုဆင်းသွားပါ Go down the street Go down the street ဘယ်ကွေ့ပါ Turn left Turn left ညာကွေ့ပါ Turn right Turn right အဲ့ဒါကဘယ်ဘက်မှာပါ It's on your left It's on your left အဲ့ဒါကညာဘက်မှာပါ It's on your right It's on your right ဟိုနားလေးမှာပါ It's over there It's over there ထောက်မှာပါ It's at the corner It's at the corner ဒီလမ်းအတိုင်းလျှောက်ပါ Walk this way Walk this way မီးပွိုင့်ကိုကျော်သွားပါ Go past the traffic lights Go past the traffic lights ကုန်းတိုင်းနဲ့ဘေးကက်လက်မှာရှိပါတယ် It's next to the shopping mall It's next to the shopping mall ကျောင်းနဲ့မျက်နှာချင်းဆိုင်မှာပါ It's across from the school It's across from the school ပထမလမ်းကိုတွေ့ရင်ဘယ်ဘက်ကွေ့ပါ Take the first left Take the first left ဒုတိယလမ်းကိုတွေ့ရင်ညာဘက်ကွေ့ပါ Take the second right Take the second right တံတားကိုမတွေ့မချင်းဆက်သွားပါ Go until you see the bridge Go until you see the bridge 10 မိနစ်လောက်ရှောက်ရမှာပါ It's about 10 minutes walk It's about 10 minutes walk